တခြားဒုက္ခသည်တွေကိုကာကွယ်ပေးရင်းနောက်ထပ်ရန်ပွဲတစ်ခုဖြစ်ပြီးနောက်မှာထဲယွန်းဟာသူ့အဖေနဲ့စကားများပါတော့တယ်။သူ့အမေ TB ရောဂါနဲ့ဖျားလုံးကမပြေးပဲအခုမှတကူကောင်းဆန်ဆန်တောင်ဘက်ကိုထွက်ပြေးလာရသလားဆိုပြီးဆွဆွဲခဲ့တာပါ။ဟတ်ဆောင်ကတော့သူ့သားကိုပိုကောင်းတဲ့ဘဝတစ်ခုပေးချင်လို့ပါလို့အတင်းပြောပေမဲ့ပညာတတ်တယောက်အတွက်အခြေခံလုပ်တွေလုပ်ပြီးအနှိမ်ခံနေရတာဟာပိုကောင်းတဲ့ဘဝမဟုတ်ဘူးလို့ထဲယွန်းကပြန်ပြောခဲ့တယ်။တင်ချာနဲ့ပဲတစ်သက်လုံးပျော်ပျော်ကြီးနေခဲ့ပါလို့အဖေဖြစ်သူကိုပြောပြီးထဲယွန်းဟာထွက်ပြေးသွားခဲ့ပါတယ်။သူဟာမြောက်ဘက်ကိုရေကူးပြီးပြန်ဖို့စူးစမ်းခဲ့ပေမဲ့နေချားဆောင်တက်ရဲ့ပြစ်ခတ်မှုကြောင့်တေဆုံးသွားခဲ့ရတယ်။ဂျီဝူးစီပြန်သွားရရင်တော့သူဟာသူ့အမေအိမ်နေလုံးကြောင်းပြောင်းစာရွက်တွေမှာတစိမ့်တုံးခိုးထုဖို့အိမ်ထဲကိုခိုးဝင်ခဲ့ပါတယ်။နောက်တနေ့မနက်မှာသူဟာအဲ့ဒီစာရွက်တွေကိုမစ္စတာကန်စီသွားပေးခဲ့ပြီးမစ္စတာကင်ကလည်းမင်းလုပ်တာမှန်ပါတယ်လို့ပြောခဲ့တယ်။ဟတ်ဆောင်ဟာဟိုတယ်တစ်ခုမှာပုံနေစဉ်မှာကီချူးကသူ့ကိုရှာဖွေပြီး TV အစီအစဉ်တစ်ခုကိုခေါ်သွားဖို့စူးစမ်းနေပါတယ်။အဲ့ဒီအချိန်မှာဘိုရန်စီကဖုန်းလာပြီးဂျီဝူးကြောင်းပြောင်းတော့မယ့်အကြောင်းသိလိုက်ရတဲ့အတွက်ဟတ်ဆောင်အံ့ဩသွားခဲ့တယ်။အဲ့ဒီနေ့လယ်မှာပဲပိုက်တာကိုရက်စုနင်းတဲ့ပင်အခမ်းအနားရှိပါတယ်။ဂျီဝူးဟာကြောင်းကနေထွက်သွားဖို့ပြင်နေပေမဲ့ဘိုရန်ကရုတ်တရက်ရောက်လာပြီးသူ့ပစ္စည်းတွေကိုတင်းကခမ်းမထဲကိုအတင်းခေါ်သွားခဲ့တယ်။ပရိုဖက်ဆာအိုကမကြသေးမီကတက်တည်ပြနိုင်ခဲ့တဲ့ theory အကြောင်းအဖွဲ့အမှာစကားပြောကြားနေစဉ်မှာပဲဟတ်ဆောင်ဟာသူ့လက်ကလေးကိုလွှတ်ပေးပြီးနောက်ကျောင်းကိုအမြန်ရောက်လာပြီးအခမ်းအနားကိုဝင်ရောက်နှောက်ယှက်ခဲ့ပါတော့တယ်။သူ့ရဲ့ကိုယ်ပိုင်မှတ်သားကိုတက်တည်ပြဖို့အတွက်သူ့ရဲ့ဘောပင်ကိုထုတ်ပြလိုက်ပါတယ်။ဒါကြောင့် Professor O ကသူ့ကိုနှွေးထွေးစွာလက်ခံကြိုဆိုပြီးမိန့်ခွန်းပြောဖို့ခွင့်ပြုခဲ့ပါတယ်။သူလုံခြုံရေးဝန်ထမ်းအဖြစ်လုပ်ကင်ခဲ့တဲ့အကြောင်းကိုဟာတာနိုပြောပြီးနောက်မှာတော့ Hexon ဟာဂျဲဝူကိုတင်းချတင်ပေးခဲ့တာသူကိုယ်တိုင်ဖြစ်ကြောင်းဝန်ခံလိုက်ပါတယ်။ပြီးတော့သူစာမှုပွဲမေးခွန်းတွေပေါက်ကြားအောင်မလုပ်ခဲ့ဘူးဆိုတာကိုတက်တည်ပြဖို့အတွက်သူကိုယ်တိုင်ရေးသားထားတဲ့သူတည်တနာစာတမ်းမူကျမ်းကိုထုတ်ပြခဲ့ပါတယ်။ဒါအပြင်ကျောင်းပြင်ပမှာသူတင်ပေးနေတဲ့ကျောင်းသားတွေအတွက်မေးခွန်းတွေပေါက်ကြားအောင်လုပ်ခဲ့တာဟာမစ္စတာကင်ဖြစ်ကြောင်းကိုလည်းဖွင့်ချလိုက်ပါတယ်။ဒါကြောင့်မစ္စတာကင်ဟာဒေါသတွေအဆက်တွေနဲ့အခန်းထဲကနေထွက်သွားခဲ့ရပါတယ်။အဲ့ဒီနောက်မှာတော့ Hexon ကသူ့ရဲ့ဘဝအကြောင်းအနည်းငယ်ကိုမျှဝေခဲ့ပါတယ်။သူဟာတင်းချကိုကောင်းကောင်းလေ့လာနိုင်ဖို့အတွက်မြောက်ကိုရီးယားကနေထွက်ပြေးလာခဲ့တာဖြစ်ပြီးအစိုးရကသူ့ရဲ့သူတည်တနာတွေကိုလက်နက်တွေထုတ်လုပ်ဖို့အသုံးပြုနေတာကြောင့်ဖြစ်ပါတယ်။သူ့ရဲ့တင်းချပညာရက်ကိုအလောက်ကင်တွေရှာဖွေဖို့နဲ့တက္ကသိုလ်ကောင်းကောင်းတက်နိုင်ဖို့အတွက်ပဲအသုံးပြုစေချင်ခဲ့တာပါ။ဒါပေမဲ့အဲ့ဒီလောဘကြောင့်ပဲသူ့သားရဲ့အသက်ကိုပေးဆက်ခဲ့ရပါတယ်။ Hexon ဟာသူ့ရဲ့ဆုံးဖြတ်ချက်တွေအတွက်အရှက်ရနေပေမဲ့ဂျီဝူကတော့သူ့အပေါ်တစ်ခါမှအဲ့ဒီလိုမျိုးအမြင်မရှိခဲ့ပါဘူး။သူ့ရဲ့အနာဂတ်ကိုထိခိုက်နိုင်ရင်တောင်မှဂျီဝူဟာ Hexon ရဲ့လျှို့ဝှက်ချက်ကိုအဆုံးထိတစ္ဆာရှိစောင့်ထိန်ပေးခဲ့ပါတယ်။ Hexon ကမျက်ရည်တွေနဲ့အတူတောင်းပန်ခဲ့ပြီးသူ့ကိုယုံကြည်ပေးခဲ့တဲ့အတွက်ဂျီဝူကိုကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။အဲ့ဒီမိန့်ခွန်းကြောင့်တစ်ချိန်လုံးနားထောင်နေခဲ့တဲ့ဂျီချောဟာဒီမှာအင်တာဗျူးအကြောင်းတောင်မမေးတော့ဘဲထွက်ခွာသွားခဲ့ပါတယ်။ဒါပေမဲ့သူဟာကျောင်းပြင်ဘက်မှာ Hexon ကိုစောင့်နေခဲ့ပြီးကားကြုံလိုက်ဖို့ကမ်းလှမ်းခဲ့ပါတယ်။သူ့ကိုလက်ဆောင်ပေးထားတဲ့စမတ်ဖုန်းကိုလွှင့်ပစ်လိုက်ပြီးနောက်မှာတော့ဂျီချောဟာ Hexon အတွက်အံ့အားသင့်စရာတစ်ခုကိုပြသခဲ့ပါတယ်။